မင်္ဂလာပါကျွန်တော်ကတော့ဆိုင်းတော်ပါကျွန်တော်တို့ဗောနော်အခုရင်းထွက်နေတဲ့အကြောင်းအရာတွေကပါလဲဆိုတော့ Man City အသင်းကဗောနော်ဒီအမှတ်လျှော့ခံရတော့မယ်ဆိုပြီးတော့သတင်းတွေထွက်နေတယ်ဗောနော်အဲ့ဒါကဒီရာသီမှာဖြစ်နိုင်လားဆိုတော့ကျွန်တော်စိတ်ထင်ရတော့ဒီရာသီမှာဖြစ်ဖို့ကရာဂိုင်နှုန်းတော်တော်လေးကိုနည်းလိမ့်မယ်လို့ထင်တယ်ဗျဘာလို့လဲဆိုတော့ဒီကိစ္စရဲ့အစကဗောနော်2018ခုနှစ်မှာစပြီးတော့ Man City အသင်းကဆွဲချက်တင်ခံရတယ်ဆွဲချက်တင်ခံရတဲ့အတွက်ဗောနော်ကျွန်တော်2020မှာ UEFA ကဥရောပဝင်ခွင့်2နှစ်ပိတ်လိုက်သေးတယ်အဲ့ဒါတွေလည်းကြားကြမှာဗောနော်ဒါပေမဲ့ Man City အသင်းကအယူခံဝင်ရမှာအဲ့ဒီကိစ္စကအောင်မြင်သွားတယ်အဲ့တော့ကျွန်တော်တို့2023မှာတော့ပရီးမီးယားလိဂ်က Man City အသင်းကိုဗောနော်2009ကနေပြီးတော့2018အထိစီကံချိုးဖောက်တယ်ဆိုပြီးတော့ဗောနော်ဆွဲချက်ပေါင်းစုစုပေါင်း115ခုနဲ့ဆွဲချက်တင်ခဲ့တယ်ဆွဲချက်တင်ထားတဲ့အပေါ်မှာကျွန်တော်2024မှာပေါ့နော်12ပတ်အကြာကြားနာမှုတွေလုပ်ခဲ့တယ်ကျွန်တော်တို့အဲ့ဒီကြားနာမှုတွေက2025မှာတော့ဆုံးဖြတ်ချက်ရလဒ်တစ်ခုခုထွက်လာလိမ့်မယ်လို့အားလုံးကထင်ခဲ့ကြတယ်အဲ့ဒီကတည်းကဒါပေမဲ့တကယ်တမ်းမှာဘာမှထွက်မလာခဲ့ဘူးအခုပေါ့နော်2026ရောက်တဲ့အချိန်ထိဒီကိစ္စတွေကသူတို့ရဲ့ဆုံးဖြတ်ချက်ကခုထိထွက်မလာတယ်ပရီးမီးယားလိရဲ့ဆုံးဖြတ်ချက်တွေကအဲ့လိုဒီကိစ္စကဒီလောက်ကြာနေရတာကြောင်းရင်းရှိတယ်ပေါ့နော်စုစုပေါင်းဆွဲချက်တင်ထားတဲ့ဆွဲချက်က115ခုရှိတယ်ဒါပေမဲ့အဲ့115ခုမှာမှုတွဲပေါင်းကစုစုပေါင်း9သိန်းကျော်လေးရှိတယ်အဲ့တော့ဒီကိစ္စကလွယ်လွယ်နဲ့ရလကထွက်မလာနိုင်ဘူးဖြစ်နေတယ်ကျွန်တော်တို့ပုံမှန်ဆိုလို့ရှိရင်ဒီအမှုကိုစစ်ဆေးမယ်ကြားနာမှုတွေပြီးသွားလို့ရှိရင်ကျွန်တော်တို့ Man City အသင်းကအပြစ်ရှိရင်လည်းအပြစ်ရှိတယ်အပြစ်မရှိဘူးဆိုလို့ရှိရင်လည်းအပြစ်မရှိဘူးပေါ့နော်တခါလေးတန်းထွက်လာမယ့်ကိစ္စတွေဒါပေမဲ့တော်တော်လေးကိုရှုပ်ထွေးနေတဲ့အခါကျတော့ကြားနာမှုပြီးတာတော့မှရလကထွက်မလာနိုင်သေးဘူးဖြစ်နေတာပေါ့နော်အဲ့တော့ကျွန်တော်စိတ်ထင်တော့တကယ်လို့ပေါ့နော် Man City အသင်းကအပြစ်ရှိခဲ့တယ်ဆိုရင်တောင်မှဒီရာသီမှာတော့ဒီဆုံးဖြတ်ချက်ကထွက်လာဖို့မဖြစ်နိုင်ဘူးထင်တယ်ပေါ့နော်ကျွန်တော်စိတ်ထင်အရာပြောတာเนาะဘာလို့လဲဆိုတော့ဒီအခုကျွန်တော်2026ရောက်တဲ့အထိပေါ့နော်ဂျားထဲမှာဒီ Man City အသင်းဆွဲချက်တင်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဆိုဘာမှကိုမကြားရဘူးဖြစ်နေကျွန်တော်တယောက်တည်းအမြင်နဲ့သုံးသပ်ရရင်တော့ဒီကိစ္စကနည်းနည်းလေးထပ်ပြီးတော့ပြောင်းမယ်တော့ထင်တယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်